နေ့ February 19 ရက်နေ့ဒီနေ့မှာကျွန်တော်တို့မကြားချင်တဲ့သတင်းကျွန်တော်တို့မမြင်ချင်တဲ့အကြောင်းအရာတွေကျွန်တော်တို့မျက်စိရှိကိုရောက်လာပါတယ်အဲ့ဒါကတော့ BNR ဘုံကားတပ်ဖွဲ့ဝင်တွေနဲ့ NUG MOD တပ်ဖွဲ့ဝင်တွေစတင်ပြီးတော့ပစ်ခတ်မှုတွေတိုက်ပွဲတွေဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းပါဆိုတော့တကယ်တမ်းပုံမှန်လေးပြောမယ်ဆိုရင်တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဝေါင်အာရင်တန်အချင်းချင်းတပ်ဖြတ်နေတဲ့ကိစ္စကိုကျွန်တော်ဖော်ပြပေးဖို့ရာဆန္ဒမရှိပါဘူးဒါပေမဲ့ဒီတိုက်ပွဲဖြစ်ပွားလာတဲ့အကြောင်းအရင်နောက်ွယ်ကအချက်လက်တွေကိုကျွန်တော်မိသားစုတွေကျွန်တော်ကအသိပေးမှာပါဆိုတော့တရုတ်ထောက်လိုင်းရေးရဲ့ဂျားဝင်ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေကလည်းပဲတပြိုင်နက်တည်းထွက်ပေါ်နေပါတယ်ဒါပြင်ကျွန်တော်ဒီနေ့ကျွန်တော်မိသားစုအနေကြားရမှာကရဲဗလာစုရှင်စံရှာဘကူရောရဲ့တပည့်ရင်းမှာအဲ့ဒီကောင်ကိုကျန်းဖက်စစ်ခွတ်တက်ကဖမ်းဆီးလိုက်ပါတယ်။ဘာကြောင့်ဖမ်းဆီးလိုက်တာလဲ။ပြီးတော့မရှိကတောင်မှာအကျန်းဖက်စစ်ခွတ်တက်ကကောင်နေဟာကျွန်တော်ရက်သားပြည်သူတွေရဲ့နေအိမ်တွေကိုဝင်ရောက်ဖောက်ထွင်းပြီးတော့တမိုးရှိပစ္စည်းတွေကိုအကုန်မရှိသမျှ6စိမ်းတုံးတွေကိုအကုန်ခိုးဒါအပြင်ကျွန်တော်တို့လုပ်ငန်းတုံးစပစ္စည်းရန်ရာတွေကိုပါပဖိုးတွေနဲ့မနေတာကိုကျွန်တော်တို့ပြည်သူတွေကထိုင်ကြည့်နေရတဲ့သတင်းတွေကိုကျွန်တော်မိသားစုဝင်တွေကိုဖော်ပြပေးချင်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိသားစုဝင်တအိုးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်။ဘုန်းကားရေခမည်းပါလို့မှာလဲ NUG MOD လူကြီးမင်းတို့စိတ်လေးနဲ့ရှော့လို့မရဘူးလားဒီတင်းလေးကိုကျွန်တော်မပြောခဲ့မှာပထမဦးဆုံးသေးချာခိုင်မာတဲ့အချက်လက်တစ်ခုကျွန်တော်ဖော်ပြပေးမယ်အဲ့ဒါကတော့ကရင်ပြည်နယ်အတွင်းထဲမှာဟိုးရခင်တွေကတော်လန်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ကရင်ပကညောစစ်တွေဘာကြောင့်အခုတိုင်းတစ်ပါးမှာသွားနေကြတာလဲဆိုတာကိုအရင်ဆုံးသိစေခြင်းတယ်ဗျကေပကညောစစ်တွေတော့အကြမ်းဖက်စစ်ခွတ်တက်ကခိဆက်ဆက်သေလောက်အောင်ကြောက်ရတဲ့ပကညောတွေဝကြောဆိုတာသူတို့ကစတာကင်းရဲ့ပြတ်သားမှုကင်းရဲ့ရေးရင်မှုကင်းတွေရဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေငါမြေမှာငါသေမှာပဲမင်းတို့ခြေချလို့ရမယ်ဆိုတဲ့အဲ့လိုမျိုးရေးရင်ပြတ်သားပြင်းထန်တဲ့ပကညောစစ်တွေကရင်တော်လန်ရေးကိုကြောခိုင်ပြီးတော့နိုင်ငံတကာမှာသူတို့တွေနေထိုင်နေကြတယ်အနည်းဆုံးကတော့ထိုင်းနိုင်ငံမှာသူတို့နေထိုင်နေကြတယ်ကျွန်တော်လည်းတွေ့ဆုံခဲ့ဘူးတယ်သူတို့ရဲ့တမိုင်းရာဆိုရင်ကျွန်တော်လည်းလိလာစမ်းစစ်ကြည့်ဘူးတယ်မီးဘူးတယ်ဘာကြောင့်လဲသူတို့ကဖြစ်ရင်တဲ့ပဲဖြစ်တာကရင်ချင်းချင်းတက်နေလို့ကွာတယ်ငါတို့လည်းငါတို့ကရင်ချင်းချင်းမတက်ချင်လို့ငါတို့တော်လန်ရေးကနေပြီးတော့ငါဘေးကိုထွက်လိုက်တာဒါလေးကိုဘုံကားကြားပါစေဒါလေးကိုလက်ရှိတော်လန်ရေးခေါင်းစဉ်တက်ပြီးတော့ချင်းချင်းတက်ဖြတ်နေပါတယ်ဆိုတဲ့ကောင်တွေလည်းကြားပါစေဟုတ်ပြီကရင်အချင်းချင်းတက်ခဲ့ရလို့စိတ်နာပြီးလို့ပဲဖြစ်ဖြစ်စိတ်မကောင်းဖြစ်လို့ပဲဖြစ်ဖြစ်ကရင်ချင်းပြန်မတက်ချင်ဘူးကွာဆိုပြီးတော့ကရင်တော်လန်ရေးတရက်ကနေပြီးတော့ကြောခိုင်ဆုံးခွာခဲ့တဲ့တကယ်တိုက်ခတ်ရေးပကညောစစ်ကြီးတွေရဲ့အကြောင်းကိုအရင်ဖော်ပြနေတာကအခုဗမာချင်းတက်နေတာကိုကျွန်တော်တို့လူငယ်တွေကမလုပ်ပေးရမလဲကျွန်တော်ရဲ့ဗီဒီယိုကြည့်နေကျွန်တော်မိသားစုဝင်တွေအများကြီးကိုကျွန်တော်ထက်ကပြောရတဲ့စကားတစ်ခုရှိတယ်အကျုံးအခုဖြစ်နေတဲ့ဒင်းတော်လန်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူငယ်တွေလောက်နိုင်တဲ့အခြေအနေမရှိဘူးကရင်အချင်းပဲအရင်ဆုံးရှင်းကြပါစီကျွန်တော်တို့ကတော့တက်ခတ်ရေးအတွက်ကျွန်တော်တို့လူငယ်တွေအမြဲတမ်းအစဉ်အသင့်ရှိနေပါကြောင်းကျွန်တော်မိဘပြည်သူတွေကိုကျဲပေါ်လူငယ်တယောက်အနေနဲ့အပွင့်လင်းဆုံးပွင့်လင်းဆုံးပြောပြတာကျွန်တော်ပဲရှိလိမ့်မယ်လို့ထင်တယ်ဗျဒါကြောင့်ကျွန်တော်ပြောတာအများကြီးချင်းတက်ပြတ်နေတယ်ဆိုရင်ကျွန်တော်တို့လူငယ်တွေကဘာလုပ်ရမလဲဒါအပြင်ကျွန်တော်တို့ပြည်သူလူထုဘက်ကိုလည်းတစ်ချက်လေးတော့ပြန်ကြည့်တင်တယ်တပ်ပါတီဆိုတဲ့ကောင်တွေကတော့ဒီအချိန်မှာတော်တော်လေးကိုအားရနေမှာဖြစ်တယ်ချကွာတိတ်ကွာဆိုတာမျိုးဒါအပြင်ရေးကြီးတဲ့အပိုင်း
ဘာကြောင့်တိုက်ပွဲတွေဖြစ်တာလဲဆိုတာကိုကျွန်တော်မပြောခင်မှာတိုက်ပွဲဖြစ်ပြီးအချင်းချင်းပြစ်ပြီးအချင်းချင်းတက်ပြီးဆိုတာနဲ့အကျန်းဖတ်စစ်ခွေးတက်ကတတရရပဲအမြဲထုတ်တာအဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာတွေကိုဘုံလာကျဲသွားတယ်ကဲစစ်ခွေးနဲ့တိုက်လို့ကျွန်တော်တို့ပြည်သူတွေစစ်ဘေးရှောင်ရတယ်ဆိုရင်ပြည်သူကအနှဲငယ်ခံတာသေးတယ်အချင်းချင်းတက်ဖြတ်နေတဲ့အခြေအခါမှာကျွန်တော်ပြည်သူကထပ်ပြီးတော့စစ်ဘေးရှောင်ရအောင်မယ်ဆိုတော့မင်းတို့လက်နက်ကင်ထားတဲ့အကြောင်းအရာဘာကြောင့်လဲရှက်တက်လာလို့ပဲကျွန်တော်ဒီရလူရောမေးချင်တယ်တော်လည်းလက်ဖို့ဆိုရင်အစိုးဆုံးအထိနှိမ့်ချရအစိုးဆုံးအထိကျွန်တော်တို့ပြီးခံဖို့လိုတယ်အစိုးဆုံးအထိကျွန်တော်တို့ပေးဆက်ဖို့တာပြင်ထားဘာတစ်ခုမှရယူဖို့မစနာနဲ့စကလုံးလလတွင်နဲ့ကျွန်တော်တို့တော်လိုင်းရေးမှာဘလို့ဖြစ်တယ်ပြီးသွားရင်တော့ကျွန်တော်တို့ကဘလို့မျိုးအနာယူမှာပါပြည်သူသားဖြစ်ပါတယ်ညာပြီအများတို့ပါဇက်ကမချတဲ့ပြည်သူသားလျင်အဓိကဆိုတဲ့စကလုံးဟုတ်ပြီကျွန်တော်ပြည်သူလူထုကတော်တော်ကိုအသေးပေါက်တယ်ဗျာကျွန်တော်ပြည်သူတွေကအခုပြောနေခင်ဗျားတိုက်ပွဲချက်ချင်းရက်မလားအများတို့နှစ်ဖွဲ့အခါလည်းပေါင်းမလားဘာလို့ပေါင်းစီလို့မရလဲဘုံရင်သူကတခုလည်းမဟုတ်ဘူးလားပြောနေရင်တော့ရှုံရှုံဝင်နေတာပဲနှုံနှစ်ဖက်လုံးကျွန်တော်အဲ့ဒီကြီးတော့ BNR တွေဘုံသားကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမပြောဘူးအမျိုးကြီးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောခဲ့တယ်ဘာလို့ကြောင်ရင်းမှာပတ်ဖွာလာတယ်ကျွန်တော်လူငယ်တွေဒီတော်လန်ရင်းနဲ့ပတ်သက်တဲ့ခံစားချက်တွေအတိဆုံးအော်ဘသူရှိမှတော့ဘလို့ရှိတယ်ဘလို့ရှိမှတော့ဘလို့ဖြစ်တယ်ကျွန်တော်အမျိုးကြီးကိုဖော်ပြပေးခဲ့တဲ့အကြောင်းအရာကတန်ငင်းတမန်ကြီးရအားနဲ့နေတာလားအမျိုးကြီးလို့ပဲကျွန်တော်ကမေးဖို့ထုတ်ခဲ့တန်ငင်းတမန်ကြီးရကျွန်တော်စီးလုံးဖို့အတွက်ကျွန်တော်ညီညွတ်ဖို့အတွက်ကျွန်တော်တို့ဟာဒီတော်လန်ရှင်းမှာပူပေါင်းဆောင်ရွက်ဖို့အတွက်ဘယ်လောက်ထိကျွန်တော်တို့လုပ်ပြနိုင်လဲဆိုတဲ့အဲ့ဒီပုံမှာပဲကျွန်တော်တို့အရေးချင်းတွေထုတ်ပြရမှာဖြစ်ပါတယ်ကိစ္စကန်ကိုတိုက်လိုက်လို့တော်လိုင်းပြီးသွားတဲ့ကိစ္စမဟုတ်ဘူးဒီဘောတယောက်နှစ်ယောက်သုံးလေးငါးယောက်ကိုတက်ဖြတ်ပြလိုက်လို့တော်လိုင်းပြီးသွားမယ်ကိစ္စမဟုတ်ဒါကိုကျွန်တော်တို့တမိုင်းနဲ့ချီနှစ်နဲ့ချီပြီးတော့ကျွန်တော်တို့ကြုံတွေ့ခဲ့ပြီးကျွန်တော်ကိစ္စကန်မဘလောက်သိခဲ့ပြီးကျွန်တော်တို့မျိုးပေါင်းဘလောက်ထိသိခဲ့ပြီးလဲကျွန်တော်တို့ဒိုင်းစစ်တာနာကြုံထိမှာကျွန်တော်တက်ခိုက်သိမ့်ပိုက်ပြခဲ့ပြီးတော်လိုင်းရေးပြီးသွားလို့လားဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်အမြဲတမ်းပြောပြတယ်ကျွန်တော်ကိုနိုင်ကဒီတော်လန်ရေးမှာပါဝင်နေတာကျွန်တော်ပြည်သူအရန်ကိုကျွန်တော်ဘယ်လိုပြောမလဲဗျာအရန်ချစ်လို့ကျွန်တော်ဘလောက်ပဲခက်ခဲပါစေဘလို့ခက်ခဲမျိုးတွေကိုဘလို့မျိုးကျွန်တော်တို့ရင်ဆိုင်ကြော်ဖြတ်နေရပါစေကျွန်တော်တို့ခက်ခဲတဲ့အပိုင်းတွေဆိုကျွန်တော်တို့ကရင်ထဲမှာပဲတဲပြီးတော့ကျွန်တော်တို့ခြံထားကြတာကျွန်တော်များသောအားဖြင့်ကျွန်တော်တို့ဖော်ပြနေတဲ့အကြောင်းအရာကျွန်တော်မိသားစုအသိပေးတဲ့အကြောင်းအရာတွေထဲမှာဆိုရင်ကျွန်တော်တို့အောင်မြင်တဲ့အကြောင်းအရာတွေကိုပဲအများဆုံးဖော်ပြတတ်တယ်။ဘာကြောင့်လဲ။ပြည်သူကိုစိတ်မစင်းရဲစေချင်တာပြည်သူကိုစိတ်ချမ်းသာစေချင်တာအရေးကြီးတဲ့အချက်လက်တွေလောက်ပဲကျွန်တော်ကကိုယ်ကာနှိုင်းရှင်ပြီးတော့ဖော်ပြတာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်မိသားစုနေစဉ်းစားဖို့ပါပဲ။ဒီထောက်လန်းရေးမှNUG တန်တောင်းဆိုမှုကို NUG တပ်ဖွဲ့ဝင်တွေကစတင်ဆောင်ရွက်တယ်ဆိုတဲ့ဟိုဘက်ရက်ကောက်ကခိုင်မာမှုလည်းမရှိတဲ့အမြဲတမ်းကျွန်တော်တို့ဂျားဝင်တွေးခွဲတက်ရှိုတဲ့နေရာမှာဆရာတဆူလို့တော့ပြောလို့ရတယ်ခေဆက်ဆက်ကနော်ဟိုးနေဝင်းခက်ကနေပြီးတော့အခုမလာဂျပုခက်တိသူတို့ရဲ့ကျွမ်းကျင်ဆုံးပိုင်နိုင်ဆုံးဟာချင်းမညီညွတ်တွေးခွဲတက်ရှိုသူကတက်ဆိုတဲ့ဤပညာတွေအများကြီးပဲသူတို့ကဒါကိုကင်ပြီးတော့ပဲဒီနိုင်ငံကိုဒီကောင်တွေအုပ်ချုပ်နေတာဘယ်လောက်ကြာနေပြီလဲဗျာဒီကောင်မှတိုက်ရိုက်ခိုက်ဘယ်လောက်ထိရှိလဲကျွန်တော်တို့အခုရင်ဆိုင်တိုက်ပွဲတွေမှာကျွန်တော်တို့သူတို့ရဲ့အရေးချင်းကိုကျွန်တော်တို့တွေ့ခဲ့ပြီးပြီဒီကောင်တွေရဲ့ယုံကြည်မှုပျက်စီးနေတဲ့အချိန်မှာဒီကောင်တွေရဲ့ခံယူချက်တွေလုံးဝကိုမရှိတော့တဲ့အချိန်မှာကျွန်တော်တို့ပြည်သူဘက်ကိုရက်တီပြီးတော့ Syrian movement တွေအများကြီးအင်းနဲ့အားနဲ့ဝင်လာပြီးတော့ဟိုမှာကြံနေတဲ့ကောင်တွေကျွန်တော်တို့ရဲ့တကက်တိုက်ပွဲတွေမှာမြင်စုံတွေ့လိုက်တဲ့အချိန်မှာအဲ့ဒီကောင်တွေရဲ့အ
အခြေအနေအရဘလောက်ထိတော့မှရုပ်ပြက်ဆင်းပြက်ခွေးရှုံးဝရှုံးရှုံးလဲဆိုတာကိုကျွန်တော်တို့အားလုံးကတကယ်တိုက်ရင်တကယ်နိုင်နေဆိုတာကျွန်တော်တို့မှာပြောစရာမရှိအောင်ပြည့်စုံပြီးသားဒါပေမဲ့သူတို့ကကျွန်တော်တို့ကိုတွေးခွက်တက်ရှုံမှုအဲ့တွေးခွက်တက်ရှုံမှာငွေကြီးတွေလည်းပါတယ်ပြီးတော့အာနာတွေလည်းပါတယ်မင်းတို့ကငါဘယ်လိုပေးမယ်မင်းတို့တော့ဘယ်ရာထူးတွေပေးမယ်မင်းကတော့ဘယ်ပိုင်စားမင်းကတော့ဘယ်ပိုင်စားစသည်အဖြစ်ဒါတွေအကုန်လုံးဟာသူတို့ကျွမ်းကျင်တဲ့အတတ်ပညာတွေသာဖြစ်ပါတယ်အခုဘုရားရဲ့ task scan တွေ gate scan တွေကိုကျွန်တော် NUG MOD ကဝင်တိုက်တယ်ဆိုတဲ့သတင်းထွက်ပြီဆိုတာနဲ့ဒီကောင်တွေအကိုးကားတွေတော့ချပြလာကြတော့ဟာတကယ်ပဲအများကြီးလာကြအောင်မှာ Facebook မှာအများကြီးတွေ့အောင်မှာလူမှုကွန်ရက် social စာမျက်နှာတွေမှာ Twitter တွေကျွန်တော်တို့ YouTube တွေ TikTok မှာအများကြီးတွေ့အောင်မှာဟုတ်ပြီဒီကောင်တွေဘယ်လိုမျိုးကလပ်ဖန်ဝင်ထိုးလဲဆိုတာမျိုးကျွန်တော်အရင်ဆုံးဖော်ပြပေးမယ်တရုတ်ထောက်လိုင်းရေးတက်မှာ NUG တန်တောင်းဆိုမှုကြောင့် NUG တက်တွေဟာဘုံဘင်္ဂတက်တွေကိုဝင်ရောက်ရှင်းလင်းပေးရခြင်းဖြစ်တယ်ဆိုပြီးတော့ဒီကောင်တွေကဖော်ပြလာတယ်ဒီကောင်တွေဖော်ပြလာတဲ့အချက်မြန်မာစစ်အာဏာသိမ်းပြီးတော့တော်လှန်ခဲ့တဲ့ဒေသအသီးသီးမှာတရုတ်အစိုးရနဲ့တရုတ်ပုဂ္ဂလိကယင်းနှိမ့်နှံထားတဲ့ဒေသတွေအများပြားပါဝင်သည်အဲ့ဒီဒေသထဲမှာအလွန်အရေးပါလာတဲ့တရုတ်အစိုးရဘက်ကနေပြီးစစ်ဘက်ဆိုင်ရာလက်နက်နဲ့နည်းပညာပိုင်းဆိုင်ရာအထောက်အကူပြုပေးနေတဲ့မြန်မာနိုင်ငံမုံရွာမြို့နယ်ပလဲနယ်ဒေသမှာလက်ပံတောင်ကျေးနီတူးဖော်ရေးလုပ်ငန်းတရုတ်အစိုးရအောက်မှာရှိတဲ့လိုရင်းကိုကမ်ပဏီအတွက်အသက်တမျှရေးကြည့်တယ်အဲ့ဒီလက်ပံတောင်လုံခြုံရေးကျွန်တော်တို့ဒေသလုံခြုံရေးကြဆင်းနေပြီးတော့အဲ့ဒီဒေသမှာဥဆောင်လှုပ်ရှားနေတဲ့တော်လိုင်းတပ်ဖွဲ့များတရုတ်အစိုးရမြေမုံကျိုးနေတယ်အဲ့ဒီမြေမုံကျိုးနေတဲ့အဖွဲ့တွေထဲမှာ PNR တွေဘုံနဂါကသူတို့ရဲ့အဓိကပြစ်မှတ်ဖြစ်တယ်ဆိုတော့ဒီအချိန်တွေမှာတရုတ်အစိုးရကနေပြီးတော့တရုတ်ထောက်လိုင်းရဲ့အချို့က NUG ထံကျွန်တော်တို့မြန်မာစစ်ဘက်ဆိုင်ရာများနဲ့ဆွေးနွေးအဆင်ပြေစေခြင်းကိုဆောင်ရွက်ပေးဖို့ရှိနေကြောင်းကိုလည်းသိရတယ်ထို့သောအဆင်ပြေဖို့အတွက် NUG လက်အောက်ခံတပ်ဖွဲ့ဝင်တွေကလက်ဘရောင်းတောင်ဒေသမှာရှိတယ်ပလဲတိုက်နယ်တစ်လျှောက်မှာရှိနေတဲ့ BNR တွေဘုံနဂါတပ်ဖွဲ့အဖွဲ့ကိုပထမဆုံးရှင်းလင်းဖယ်ရှားပေးဖို့ပြောဆိုတောင်းဆိုလိုက်တယ်တဲ့ဒီလိုချင်းနေမျိုးတွေဒီနေ့ February 18 ရက်နေ့မနက်ပိုင်းမှာပဲ NUG ဥဆောင်တဲ့ NUG MOD တပ်ဖွဲ့ဝင်တွေကဘုံနဂါတပ်ဖွဲ့ဝင်တွေကိုစတင်တိုက်ခိုက်ခြင်းမှုံးနေတာဖြစ်တယ်လို့တကောင်တွေကဖော်ပြလာတာဖြစ်တယ်ဒီတစ်ချက်ထဲလားမဟုတ်ဘူးနောက်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘုံနဂါဟာမာလာဂျပူကိုဥခိုင်ရှိခိုးနေပြီးမာလာဂျပူပြောမြလုံနေပြီးမာလာဂျပူခိုင်းလို့ဂလန်ကစန်လုံနေတာဘာညာဆိုပြီးတော့သတင်းတွေအများကြီးလဲတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာထွက်ပေါ်လာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်မပြောချင်ဆုံးတော့ကျွန်တော်တို့မမြင်ချင်ဆုံးသောအကြောင်းအရာတွေကျွန်တော်တို့မျက်စိရှိကိုရောက်လာတာဖြစ်တယ်။လက်ရှိတိုက်နေတာတွေလက်ရှိဖြစ်ပျက်နေတာတွေကိုချက်ချင်းရပ်ဖို့လိုတယ်။အကြံဖက်စစ်ခွတ်တက်ကြောင်စပေးရှောင်ရတယ်ဆိုရင်လူကြားလို့ကောင်းသေးတယ်။တော်လိုင်းတပ်ဖွဲ့ဝင်ချင်းချင်းတိုက်ခိုက်နေလို့စပေးရှောင်နေကြရတဲ့ပြည်သူတွေဆိုတော့မိအေးကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်၄၅၆ခါ10ခါပတ်လက်ပါလန်ရတဲ့အခြေအနေကျွန်တော်တို့ပြည်သူမှာနလန်ထုစရာတော့မရှိဘူးခင်ဗျားတို့လက်နဲ့တက်စင်ပေးထားတာကလည်းကျွန်တော်တို့ပြည်သူခင်ဗျားတို့ကိုထမင်းကျွေးထားတာကကျွန်တော်တို့ပြည်သူခင်ဗျားတို့ထိခိုက်ဒဏ်ရာရရှိသွားလို့ဒဏ်ရာစိတ်ကုရနေတဲ့ကုန်ကြစိတ်တွေကလည်းကျွန်တော်တို့ပြည်သူကပဲစိတ်ကုပေးနေတာဖြစ်တယ်အခုခင်ဗျားတို့နှစ်ဖွဲ့တိုက်ရင်ရောကျွန်တော်တို့ကပြည်သူကဗာလဲကြည်ထောက်ပံ့ပေးရအောင်မလားပြည်သူကခင်ဗျားတို့တိုက်နေတဲ့အချိန်မှာလိခါတွေပို့ပေးရအောင်မလားကျွန်တော်မသိလို့မေးတာပါကျွန်တော်ပြည်သူကခင်ဗျားတို့တိုက်ပြီးတော့ချင်းချင်းပြစ်လို့ချင်းချင်းတက်လို့မသိမရှင်ဖြစ်နေတဲ့ကျွန်တော်လူငယ်တွေကိုစေကုသပေးရအောင်ပါလားကျွန်တော်ဗီဒီယိုကိုတပ်ပါတီကသူတွေကြည့်နေမယ်ဆိုရင်လည်းပဲလူကြီးမင်းတို့ကျွန်တော်ရှေ့မှာပြောပြတာပကညောချင်းချင်းမတက်ချင်လို့ပကညောချင်းချင်းမတိုက်ချင်တော့လို့ဂိမ်းတော်လည်းရိုးကြောခိုင်းသွားတဲ့ပကညောတွေအများကြီးထူးနေတယ်မယုံရင်ကျွန်တော်လက်ဆွဲပြီးတော့လိုက်ပြဗမာချင်းချင်းတက်နေတယ်ဗမာချင်းချင်းတက်နေတယ်ဆိုရင်ကျွန်တော်တို့လူငယ်ရဲဘော်တွေကဘာလုပ်ပေးရမလဲခင်ဗျားတို့လူငယ်တွေကိုအသုံးချပါနဲ့ဆွေးနွေးညှိနှိုင်းလို့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်ချင်းချင်းဆွေးနွေးညှိနှိုင်းเสียအကြောင်းမရှိဘူးဆိုတာမျိုးကျွန်တော်အဖြေရှာလို့မရဘူးဆိုတော့ကျွန်တော်လုံးဝလက်မခံ
အန်ယူဂျီ MOD ဘက်ကနေတော့တတိထုတ်ပြန်လာတယ်အဲ့ဒါကလက်ရှိအချိန်မှာ BNR တွေတက်တွေကိုဝင်ရောက်တိုက်ခိုက်နေတာမဟုတ်ဘဲနဲ့လူတက်ကောင်ကိုသာဝင်ရောက်ဖမ်းဆီးနေတာဖြစ်တယ်လို့သူတို့ဘက်ကနေတော့ဖော်ပြထားတာလည်းရှိတယ်သူတို့ဘက်ကထုတ်ပြောလာတယ်ပြီးခဲ့တဲ့ပိုင်းမှာကျွန်တော်တို့အန်ယူဂျီ MOD အောက်ကရဲဘော်တအူးကို BNR တွေတပ်ဖွဲ့ဝင်တွေကပြတ်တက်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်လည်းတွေ့တယ်ကျွန်တော်လည်းကြားတယ်ကျွန်တော်လည်းပြင်တယ်မပြောချင်တော့အဲ့ဒီရဲဘော်လူငယ်အဲ့ဒီရဲဘော်လူငယ်ကိုတစ်လိုက်တဲ့ကြီး5556ကြီးတောင် AK47 ကြီးတောင်ဒီကြီးတောင်ချင်းစီကျွန်တော်တို့ပြည်သူကခင်ဗျားတို့ကိုဖက်စစ်ခွေးတက်ကိုတုတ်တင်ရှင်းလင်းဖို့ဝယ်ပေးထားတာသူတို့ရဲ့ချွေးနှဲစားတွေသူရဲ့အသွေးတွေသူရဲ့အသားတွေသူရဲ့ရုပ်အားတွေနဲ့ခင်ဗျားတို့ဒီကြီးကိုအသုံးပြုလို့ခင်ဗျားတို့ဒီရဲဘော်ကိုပြတ်တက်ရက်တယ်ဆိုတာကခင်ဗျားတို့ကပြည်သူကိုတော့ကိုစော်ကားလုံးမှကြာသွားပြီကျွန်တော်မိသားစုဝင်ဒါကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ရှုံချရမှာဖြစ်တယ်ကျွန်တော်ကဘယ်သူမှမမြောက်ပေးနေမှာမဟုတ်ဘူးညီနိုင်ဆွေးနွေးလို့မရဘူးအဖြေရှာလို့မရဘူးဆိုတော့ကျွန်တော်လုံးဝလက်မခံတော့ရဲဘော်လူငယ်တွေအများကြီးတက်တည်ပေးခဲ့ဘူးတယ်ပေးခဲ့ပြီးပြီကျွန်တော်တို့အသိဆုံးရွှေကုတ်ကိုအကျော်ဆွေဝင်တိုက်ခိုက်တဲ့အချိန်မှာကျွန်တော်တို့လူငယ်ရဲဘော်တွေဘယ်လိုမျိုးအသက်တွေပေးခဲ့ရလဲဆိုတာမျိုးကို what can do ရွှေကုတ်ဆိုပြီး 0.5 G နဲ့ချောက်ချက်တူကဒိုင်းထုတ်တာကင်းနေထဲမှာလေဗျာကျွန်တော်တို့ဘယ်နေရာကိုတော့ပြေးရမလဲတိုက်ရဆိုလေအပြတ်တိုက်တာလည်းမဟုတ်ဘူးသစ္စာဖောက်ခံရတယ်ဆိုတဲ့တည်င်းကြောက်မှာကျွန်တော်တို့လူငယ်တွေအများကြီးပေးခဲ့ရတယ်ကျွန်တော်တို့လူငယ်တွေအများကြီးအရှင်ဖန်ခံရတယ်ကျွန်တော်မိသားစုဝင်တွေကျွန်တော်ကြုံတဲ့အခါတွေမှာကျွန်တော်မကြပြောတတ်တယ်ဒါကြောင့်ဒီခန်းစားချက်တွေဒီနာကျင်မှုတွေဒီလိုဖြစ်ရမျိုးတွေကိုကျွန်တော်တို့အသိဆုံးပညာတက်ချင်းပညာမဲ့ချင်းနဲ့မဆိုင်ဘူးများတော့ဗစက်ကနေပြီးတော့ပြည်သူသားလင်းအဓိကပါလို့တုံးလုံးနေတဲ့သူတွေတဦးချင်းစီတိုင်းခမားတို့ဗစက်ကထွက်တာတွေဟာခမားတို့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ခမားတို့ထွက်တဲ့ဗစက်ကအာရတွေကမစင်နေဖြစ်နေပြီလားဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရမှာဖြစ်ပါတယ်ကျွန်တော်ဘသူဘက်ကိုမှလိုက်ပြီးတော့ပြောနေတာမဟုတ်ကျွန်တော်တို့ပြည်သူတွေခွေးကိုရှင်းဖို့အတွက်ခွေးကိုမိဖို့အတွက်ဝယ်ပြလိုက်တဲ့ချီတောင်ချင်းစီကိုခင်ဗျားတို့ကချင်းပြက်ကတ်ဖို့အတွက်အသုံးပြုနေတယ်ဆိုတော့ပြီးတော့ဟိုဘက်ကအမျက်ထုတ်ပြီးတော့ဘုံလာကျဲသွားတယ်ဆိုတော့ကဲဟုတ်ပြီပြစ်စင်ကိုကျွန်တော်တို့ကြည့်အောင်ပါကျောင်းမိသားစုနဲ့ကြားပြီးမှာပါဘလဲမှာတောင်လိုင်းတက်ချင်းတိုက်ပွဲဖြစ်နေလို့ဒေသခံထောင်ချီပြီးတော့စပေးရှောင်နေရတယ်ဒါအရေးကြီးဆုံးအချက်ဒါကိုအရင်ဆုံးကျွန်တော်မိသားစုကိုအသိပေးလို့လားဘုနကာရဲ့ BNR ဂိတ်စကန်ကို NUG စီးနေရာကနေပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တာဆိုတော့ပြည်သူလူထုထောက်ပံ့တက်ဆင်ပေးထားတဲ့လက်နက်တွေဟာစစ်ခွေးကိုတိုက်ဖို့ဘုံရန်သူကိုတော်လန်တိုက်ခိုက်ဖို့ဖြစ်တဲ့လက်နက်ကင်ပြီးအားချောင်းနေစားလို့ဖို့မဟုတ်ဘူးအပြေးမနဲ့တော်ရင်တပ်ဖွဲ့ဝင်တွေကိုပြန်တက်ပြီးတော့အချင်းချင်းတပ်ပြတ်လာတဲ့အထိတင်ရဲလာတာကိုပြက်သားကျွန်တော်တို့ရှုံချဖို့လိုပါတယ်ဖေဖော်ဝါရီ12ရက်နေ့ညနေပိုင်းကဗလဲမျိုးနယ်အတွင်းတနေရာမှာ NUG လက်အောက်ခံရင်းမာပင်ခရိုင် PDF တပ်ရင်း၄ကရဲဘော်ကတုံးဆိုသူဘင်းနာတွေတပ်ရင်း3ရင်ရဲဘော်2ဦးကပြစ်ခတ်တပ်ဖြတ်လိုက်တယ်ဒါကြောင့်ရင်းမာပင်ခရိုင်ကတပ်ရင်း၄ကရဲဘော်ကတုံးပြေဆုံးခဲ့ရတယ်စကိုင်းတိုင်းရင်းမာပင်ခရိုင်
ပလဲမျိုးနယ်အတွင်းမှာဒီနေ့မနေ့တော်လိုင်းတပ်ဖွဲ့ဝင်ချင်းချင်းတိုက်ပွဲဖြစ်ပွားနေတာကြောင့်အဲ့ဒီမှာရှိတဲ့နီးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရပြီတိုက်ပွဲဝင်းကျင်မှုလို့အကုန်လုံးလန့်ဖြန့်ပြီးတော့ထွက်ပြေးနေရတာဖြစ်ပါတယ်ဆိုတော့ပလဲဒေတာအတွင်းခြေပြုတဲ့တော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ဘုနကဥဆောင်တဲ့ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ဂိတ်စကန်အချို့ကိုမျိုးသားညီညွတ်ရေးအစိုးရ NUG ဥဆောင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရင်းမာပင်ကန်တရင်တွေကစီးနင်းရာကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲဘော်လူငယ်တွေကလည်းဖော်ပြလာတဲ့အချက်တွေလည်းရှိတယ်ဗျအဲ့ဒီသူတို့ရဲ့ဖော်ပြချက်တွေမှာဆိုရင်လက်ရှိကတော်လိုင်းတပ်ဖွဲ့ဝင်ချင်းချင်းတိုက်ပွဲဖြစ်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါရဲဘော်ကရုံးကိုတပ်ဖြတ်ခဲ့တဲ့လူသတ်မှုကျူးလွန်တဲ့တရားခံကိုဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့ကျွန်တော်တို့ဒါရဲဘော်တွေကနေပြီးတော့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာလည်းပဲဖော်ပြထားတာကိုလည်းကျွန်တော်တို့သတိပြုမိပါတယ်အဲ့ဒီနေ့မှာကျွန်တော်တို့ဘုန်းကားနဲ့ NUG ခေါင်းဆောင်တွေကြာခင်လာတွေကလည်းကျွန်တော်တို့အငင်းပွားမှုတွေမကြည်မလင်ဖြစ်မှုတွေရှိတယ်အဲ့ဒီမှာလည်းဆန္ဒပြလိုက်ဘာညာတွေပေါ့ဗျာဒါတွေလည်းကျွန်တော်တို့အားလုံးတွေ့မြင်ခဲ့ပြီးပါပြီပြည်သူကလိုရှိတယ်ပြည်သူကလိုမရှိဘူးစသည်အားဖြစ်ပေါ့ဗျာဒါတွေကိုလည်းအပြိုင်ဆိုင်တစ်ဖက်ကလှုပ်လိုက်တစ်ဖက်ကလှုပ်လိုက်ဒါတွေကိုလည်းကျွန်တော်တို့တွေ့နေရတယ်ဆိုတော့မကြာခဏအငင်းပွားမှုတွေမပြေလည်မှုတွေဖြစ်ပွားနေခဲ့တာလေကျွန်တော်ရဲ့မိသားစုနဲ့အားလုံးသိရှိပြီးဖြစ်မှာပါဆိုတော့ဇန်နဝါရီလအတွင်းမှာပလဲနယ်မှာရှိတယ်ကျွန်တော်တို့ NUG တရင်တွေက BNR ဂိတ်စကန်ကိုစီးနေပြီးတော့လက်နက်သိမ်းယူမှုတွေပြုလုပ်ခဲ့တယ်ရပိုင်းကြမှာပဲ BNR တွေကလည်းပဲပလဲမြို့နယ်ပ3လုံးဂိတ်ကိုပြန်လဲစီးနေပြီးတော့လက်နက်သိမ်းယူမှုတွေပြုလုပ်ခဲ့ကြတယ်ရသိမ်းနေဟိုဘက်ကပြန်သိမ်းနေဒါလာတော့လိုက်ဆိုတော့ဖေဖော်ဝါရီ12ရက်နေ့ညနေပိုင်းမှာပလဲမြို့နယ်တနေရာမှာ NUG လက်အောက်ခံရင်းမာဝင်ခရိုင်ကျွန်တော်တို့ PDF တပ်ရင်း4ကရဲဘော်ဂရုံးစုသူ BNR တပ်ရင်း3ကရဲဘော်2ဦးကပြစ်တက်ခဲ့တယ်ရဲဘော်ကတော့တိဆုံးပြီးတဲ့နောက်မှာ NUG BNR တွေကြတင်းမာမှုတွေပုံမူပြီးတော့မြင့်တက်လာတဲ့ပုံစံကနေပြီးတော့ဒီနေ့ဒါစတင်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေအထိကျွန်တော်တို့ပြည်သူတွေထောင်နဲ့ချီပြီးတော့စစ်ဘေးရှောင်ရတဲ့အခြေအနေအထိပါကျွန်တော်တို့ကြုံတွေ့နေရတာဖြစ်ပါတယ်ဂိတ်ကိုအောင်မြင်စွာစီးနင်းပြီးတော့အရှိဆက်လက်နဲ့အတူတလက်သိမ်းစီရမိပါတယ်မိမိတို့ဘက်မှာလည်းရဲဘော်တယောက်ဒဏ်ရာရတယ်စိုးရိမ်ရပါတယ်နောက်ဂိတ်တစ်ဂိတ်ထက်ရတယ်ဘောင်း2ဂိတ်ရတယ်တတိယဂိတ်မှာ60မမတွေဒါထောက်ထားတုံးမို့လို့ကြိုးစားဆဲဖြစ်တယ်လို့ NUG လောက်ကန်တော်လန်ရေးရဲဘော်လို့ယူဆရသူရဲဘော်တအူးကသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာတင်ထားတယ်လို့လည်းကျွန်တော်တို့သတင်းတွေမှာဖော်ပြနေကြပါပြီသတင်းဖော်ပြနေတဲ့ပုံစံလေးတွေပါကျွန်တော်ရဲ့မိသားစုကျွန်တော်အသေးစိတ်ဖော်ပြနေတာเนาะဆိုတော့ဒီနေ့မနက်ပိုင်းပလဲမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာနှစ်ဖက်လုံးကတလိုင်းရဲဘော်တွေအကြဆုံးရှိတယ်လို့သတင်းတွေကြားထားရတဲ့အကြောင်းကျွန်တော်ဒေသခံပြည်သူတွေကပြန်လည်ပြီးတော့ဖော်ပြထားတယ်မနက်6နာရီကျော်ကစတင်ပြီးတော့လက်ရှိနေကင်းပိုင်းအချိန်ထိတိုက်ပွဲတွေစတိုက်ဖြစ်ပွားနေစေဖြစ်တယ်လို့လည်းကြားသိထားရတယ်ဆိုတော့ဂိတ်ကိုဝင်တိုက်တော့တဲ့ရုတ်တရက်လမ်းပြန့်ပြီးတော့ပြေးကြရတာတွေပြီးတော့နေမြေတင်ပြပခဖြစ်လာတဲ့ကြာလီရှုပ်လီဖြစ်နေတယ်လို့အဲ့ဒီရွာနာဂိတ်မှာနေတဲ့ကျွန်တော်တို့ပြည်သူကနေပြီးတော့ပြောဆိုထားပါတယ်အခြားဂိတ်တွေကိုလည်းပဲတိုက်နေတယ်လို့တော့ကြားတယ်လို့လည်းကျွန်တော်တို့အဲ့ဒီကကျွန်တော်တို့ဒီပထမဆုံးပေါ့နော်ဂိတ်ကိုတိုက်ခိုက်ခံရတဲ့အဲ့ဒီဂိတ်နီးမှာနေတဲ့ကျွန်တော်တို့ပြည်သူကနေပြီးတော့သတင်းပေးပို့ထားတာဖြစ်ပါတယ်တောင်ရင်တပ်ဖွဲ့ဝင်ချင်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာအာနာသိန်းချမ်းဖက်စစ်ခွေးအုပ်စုကနေပြီးတော့ဒီနေ့မနက်7:00 နာရီခွဲဝင်းကျင်မှာပဲမုံရွာမြို့နောက်မြောက်တိုင်းစစ်တပ်နာကျုံနာမခကနေတက်လာတဲ့ဂျိုင်ယိုကော်ပရာ3စီးနဲ့ပလဲနဲ့ဂျေးရွာတွေအပေါ်ဘုံပတ်ကျဲပြီးတော့အောင်ပွဲခံနေပါတယ်တဲ့ဗျာစစ်ပွဲဖြစ်တာနဲ့မကြဘူးတဲ့ဂျိုင်ယိုကော်ပရာ3စီးကတက်လာပြီးတော့ပလဲတိုက်နေတယ်မှာဘုံပတ်ကျဲမင်းတို့တေစမ်းဘလောက်တော့ရှင်းနာဖို့ကောင်းတဲ့အချက်လဲဆိုတာအခုရဲဘော်တွေထိခိုက်ဒဏ်ရာရရှိရပြီကျွန်တော်ရဲဘော်တွေအသက်တွေပါပေးနေရပြီစိုးရင်ရတဲ့ဒဏ်ရာရတဲ့ရဲဘော်တွေလည်းရှိနေပြီဒါကြောင့်ဒီကနေ့ကျွန်တော်မပြောချင်ဆုံးသောအကြောင်းအရာပုံမှန်တိုင်းဆိုရင်ကျွန်တော်ဒါတွေမပြောတတ်ဘူးဗျာ
ဟုတ်ပြီဒါဆိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဒီဟာတွေကိုဘယ်သူကရက်တန့်ပေးမှာလဲဘုနကားအဖွဲ့ရောအပီးပြက်ချီမိုးတိုက်ခိုက်သွားမှာလားNUG MOD ရနေပြီတော့ဘာကြောင့်ဘုနကားဘက်ကနေပြီးတော့ NUG MOD နဲ့ပူးပေါင်းလို့မရတာလဲဆိုတာကဘုနကားကိုထောက်ပံ့ဝင်းရနေတဲ့သူတွေပြီးတော့တပ်ပါတီလို့ခေါ်တဲ့သူတွေသူတွေကြည့်လိုက်နိုင်ငံတကာမှာကြီးပဲဒီတွေမှာတယောက်မှမရှိဘူးစီလုံးညီညွတ်မှုဘလောက်အရေးကြီးလဲစီလုံးညီညွတ်မှုကလျင်တခုတည်းတော့ကျွန်တော်တို့အချမ်းဖက်စစ်ခွေးတက်ကိုအမြင့်ပြတ်ချေမုံနိုင်မဲ့အဖြေပါလို့ကျွန်တော်တို့အားလုံးသိရှိနေပါလျက်နဲ့ကျွန်တော်တို့ပြည်သူတွေနေ့စဉ်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခံနေရပြီးတော့ကျွန်တော်တို့ပြည်သူတွေစုံပြတ်တတ်နေတဲ့ဘဝအခြေအနေတွေကိုသိနေပါလျက်နဲ့အမေအိုဒေါန်ဆန်းစုကြည်အချင်းထောင်ထဲမှာတင်မလားရှင်မလားတို့တော့မှကျွန်တော်တို့မသိရတဲ့အခြေအနေကျွန်တော်တို့နိုင်ငံတော်သမ္မတကြီးထောင်ထဲမှာဖမ်းဆီးခံထားရတဲ့အခြေအနေဒီမိုကရေစီတက်ချောက်လှုပ်ရှားလို့ပါဆိုပြီးတော့ခေါင်းစဉ်မျိုးမျိုးတပ်ပုံမှမျိုးမျိုးတက်ပြီးတော့ချင်းချခံနေရတဲ့ကျွန်တော်တို့နိုင်ငံရေးသမားဆိုတဲ့ပုံကိုယ်တွေကျွန်တော်တို့တော်လိုင်းရေးစတင်တဲ့ကနေမြေလှုပ်ရှားသွားလာတဲ့အခါတွေမှာပြီးတော့အခြားသောနေမြေတွေမှာလည်းဤမျိုးစုံခေါင်းစဉ်မျိုးစုံနဲ့ဖန်ဆီးခံလိုက်ရတဲ့ကျွန်တော်တို့လူငယ်တွေထောင်ထဲမှာရှိနေတဲ့အခြေအနေစပင်းဆောင်တွေစားစရာမရှိတောက်စရာမရှိဖြစ်ပျက်နေတဲ့အခြေအနေတွေမှာခမားတို့ချင်းပြန်လဲဖန်ဆီးတပ်ဖြတ်တိုက်ပွဲဖော်ဆောင်နေတာကိုကျွန်တော်အရန်ကိုအံ့ဩပြပါကြောင်းဒီကနေပြီးတော့ဖော်ပြနေတာဖြစ်တယ်ကျွန်တော်ဗီဒီယိုကလစ်ခုပြမယ်ကျွန်တော်ရဲ့မိသားစုကျွန်တော်ဗီဒီယိုကလစ်ခုပြအဲ့ဒီဗီဒီယိုကလစ်ကစပင်းဆောင်နေရတဲ့ဂရုချင်းထဲမှာ24နာရီလုံးနေရတဲ့အသက်ကြီးရင်းနဲ့အဖွားအိုနဲ့သူ့ရဲ့ကလေးတသက်ထမင်းချက်လို့မရတဲ့အခြေအနေမှာရဲဘော်ရိတ်ခါနဲ့ပဲစားနေရတဲ့ကျွန်တော်တို့စပင်းဆောင်တွေရဲ့ဘဝအဲ့ဒီဗီဒီယိုကလစ်ကိုတခုကြည့်မယ်တနင်္ညာရအဘမေဘာကဘောရခါရာပါလေကိုလာဘယ်တပ်ပူနာပိုလေတာပူရအလေကိုလာဘယ်ဆက်လာလာဝလာမအော်ဘက်ကျကဘောရဘေရီတာမကွက်ဝညောမအလေကိုလာမကဘန်มาโกเลยไม่เลยဘာလဲလေမွေးကနေဘာဘာအကိုရောဘယ်ကနေကိုကြည့်ရတာပြနေလားကိုဒေလိုဘာလာမိပါလေးတော့ပါya no we mi tinya we te ya ya ti ala ni chỉ có bao nhiêu là vui là tao mà ở lẽ cổ
ကန်မရှိကတောင်ကြီးရမှာဂျမဖက်စစ်ခွေးတက်ကကောင်းနေတာကျွန်တော်ပြည်သူလူထုရဲ့နေအိမ်တွေကိုဖောက်ထွင်းပြီးတော့တမိုးရှိအိမ်တွင်းပစ္စည်းတွေနဲ့ကြောက်စိမ့်တုံးတွေကိုခိုးယူနေတဲ့တခိုးသတင်းကိုလည်းကျွန်တော်ဖော်ပြပေးခြင်းဒီကောင်တွေဘာမှမလုပ်တတ်ဘူးစကွေးတက်ကထွက်လာရင်တော့မှကိုယ်ကဆိုင်တော့မှမဖွင့်တတ်တဲ့ဘာရည်ချင်းမှမရှိတဲ့ကောင်လို့ကျွန်တော်ပြောခဲ့ပြီးသားဂျာကူလီတွေတခိုးတွေဂျပိုးတွေအကျန်းဖက်စစ်ခွတ်တက်ကကောင်းတယ်ဘာမှမတတ်ဘူးဒီကောင်တွေဘာမှမလုပ်တတ်ဘာစီးပွားရေးမလုပ်တတ်ဘူးပြည်သူတွေခေါင်းပုံဖြတ်မယ်ကျွန်တော်တို့အခုဆိုတိုက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ပြည်သူတွေကစစ်ဆောင်နေရတယ်အဲ့ဒီအိမ်တွေကိုအကုန်လုံးဝင်ပြီးတော့မှားတယ်ကျွန်တော်ပြည်သူကိုကြတော့စံလေးတဘူးစီလေးတစ်စုံတော့မှဝေမတဲခိုင်းဘူးလမ်းတွေအကုန်ပိတ်တယ်မင်းတို့မလာနဲ့မင်းတို့တွေအကုန်တို့သူတို့ကအကုန်ခိုးချင်တာခိုးလှုပ်ချင်တာလှုပ်နေတာကျွန်တော်ပြည်သူတွေကမြင်နေရတယ်ထိုင်ကြည့်နေရတယ်မရှိကတော့နောက်ချမ်းပါလို့ပြောပါတယ်ကျွန်တော်စူတောင်းကုန်းချင်းရင်တကြောမှနေထိုင်နေအိမ်တွင်းပစ္စည်းတွေကိုကြိုက်လို့ထုတ်ယူနေကြတာကျမသားကြီးရဲ့အိမ်ကြောက်စိမ့်တုံးတွေကိုလည်းတန်းချင်းကြော်ရှိတဲ့ကြောက်စိမ့်တွေကိုမနေ့ကမိုးချုပ်တဲ့တိတဲထုတ်နေတာအိမ်တွင်းပစ္စည်းတွေလည်းပါတယ်အပေါ်တက်အောက်တက်ဝင်ယူနေတာဘလို့မကောင်းဆိုးဝါးတွေလည်းမသိဘူးကျမတို့ပစ္စည်းတွေယူဖို့ဆိုရင်ကြတော့လမ်းတွေအကုန်ပိတ်ထားတယ်တဲ့ဆိုဘာကမှကြန့်ရှိနေတဲ့ပြည်သူအချို့ရဲ့အိမ်တွင်းပစ္စည်းတွေကိုတည်ယူဖို့စ조사ပေမဲ့တည်ယူခွင့်မရှိပဲလမ်းကြောင်းတွေကိုကျန်းဖက်စစ်ခွေးတက်ကပိတ်ပြီးတော့သူတို့ကကြတော့ကျွန်တော်တို့ပြည်သူတွေရဲ့ပစ္စည်းတွေဝင်ရောက်ခိုးနေကြတာဖြစ်တယ်လို့ဖော်ပြပါတယ်အဲ့ဒီမရှိကထောင်မှာအကျန်းဖက်စစ်ခွေးတက်အားကျွန်တော်ပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတည်ယူနေတဲ့အခြေအနေပတ်သက်ပြီးဘာကန်ဒေသခံအမျိုးသမီးတဦးကလည်းကျမတို့ကမီးသွေးဆိုရင်လည်းသုံးမင်းကားနဲ့တည်ယူနေရတာဂုံးပေါ်ကနေပြီးတော့လှမ်းမြင်နေရတာတဲ့ကျမတို့ကအထဲကိုဝင်လို့မရတော့အထဲမှာဘလောက်ဆိုးဆိုးဝါးလုံနေလဲတေချာမမြင်ရဘူးအချို့အိမ်တွေကိုမြေတူးတဲ့ခန်းဆက်တွေ၄၅လုံးအကုန်တည်ထုတ်နေကြတာကိုကျွန်တော်တို့ပြည်သူတွေကဟိုးဝေးကထိုင်ကြည့်နေရငါတို့သူတို့ပစ္စည်းတွေကိုယူနေတာကိုကျွန်တော်ပြည်သူကအဝေးကနေပြီးတော့ထိုင်ကြည့်နေရတာဘလောက်ချင်းနေလေဆိုတာဟုတ်ပြီနောက်ထပ်နမည်စိုးနဲ့ကြော်ကြတဲ့ပောက်ကိုတော်ရဲ့တပည့်အရင်ဖြစ်တဲ့ပြည်သူစစ်ခေါင်းဆောင်စံရှာဒိန်းတော်တော့မဟုတ်ဘူးเนาะကျွန်တော်မိသားစုနေအဲ့ဒီကောင်ကိုတော့ကျွန်တော်တို့လက်ရှိချိန်မှာဂျန်ဖက်စစ်ခွေးတက်ကပြန်ပြီးတော့ချင်းပြန်ဖမ်းပြီးတော့အောင်ပင်လေရဲစခန်းမှာမှုဖွင့်ထားတယ်လို့ကျွန်တော်ဒေသခံတွေသိရှိထားရတယ်အဲ့ဒီကောင်ကကျွန်တော်တို့ငန်းချင်းနေရငွေကြီးတွေရယူတယ်လူမိုက်အင်အားနဲ့ကျွန်တော်ချမ်းမြတာစီမြို့နယ်အတွင်းမှာမြေကွက်တွေကိုခြံစည်းကိုခတ်ပြီးတော့ရောင်းနေတယ်ပြီးတော့နေထိုင်တဲ့သူတွေကိုနှိမ့်ထုတ်တာတွေလုပ်တယ်ပြီးတော့စံရှားကိုအငိမ့်စားပုံကြီးတယောက်ကလက်ရှိချိန်မှာတိုင်ကြားမှုကြောင့်တိုင်းစစ်ဌာနချုပ်ကပြီးတော့ဝင်ရောက်ဖမ်းဆီးသွားတာလို့ကျွန်တော်တို့သတင်းရရှိထားပါတယ်ချမ်းမြေတာစီမှာလို့ရတဲ့သူတွေကိုလူမိုက်အင်အားနဲ့စံရှားကချန်ကြီးကိုခတ်တယ်အကွက်တွေကလူတွေကိုနှိမ့်ထုတ်တယ်အောင်ပင်လယ်ဘက်မှာငိမ့်စားပုံကြီးတအုပ်ပိုင်တဲ့မြေကွက်ကိုလူအင်အားနဲ့ဖယ်ခိုင်းလို့ဟိုကတန်းလိုက်တာလက်ပကကဝင်ပြီးတော့စင်းဖမ်းတဲ့အခြေအနေအထိရောက်သွားတာလို့ကျွန်တော်တို့ဆိုပါတယ်ဆိုတော့ပောက်ကိုယ်တိုင်လိုက်ပြီးတော့ထုတ်တာတောင်မှမရတော့ဘူးလို့လည်းကျွန်တော်တို့သတင်းကြားသိထားရတယ်။ထောင်ကနေထွက်လာတဲ့အဲ့ဒီစံရှာစစ်တပ်အာဏာသိမ်းပြီးတော့မှထောင်ကထွက်လာတဲ့ကောင်နော်။ဒါပောက်ကိုယ်စီမှာပောက်ကတုံးစီမှာတပည့်ခံပြီးတော့ချမ်းမြေတာစီမြို့နယ်ပြည်သူစစ်ကောင်းဆောင်ဖြစ်လာတဲ့သူတဲ့။အဲ့ဒီကောင်ကလူမိုက်တွေကိုမွေးပြီးတော့လုပ်ငန်းရှင်တွေစီကနေပြီးတော့ကျွန်တော်တို့ငွေကြေးတွေရယူပြီးတော့အဲ့ဒီကောင်ကဂျားကနေပြီးတော့ဒါလူမိုက်လုံနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကောင်ကလည်းပဲမကြသေးခင်ကကျွန်တော်တို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းတွေမှာထောင်ထွက်လာပြီးတော့ပောက်ကိုရိုနဲ့ဆက်သွယ်ပြီးတော့ပြည်သူစစ်ကိုဖွဲ့တယ်အဲ့ဒီမှာခေါင်းဆောင်ဖြစ်လာတယ်ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ထောင်ထွက်တွေကိုစုပြီးတော့ပြောချင်တာကဗျာခိုးဆိုးလူနိုင်ကောင်တွေပါပဲကဲကိုစိုးရတဲ့ကောင်တွေကိုစုပြီးတော့ဒီကောင်ကငပြူဖွဲ့ထောင်လာတာဖြစ်တယ်တဲ့ဆိုတော့လက်ရှိချိန်မှာတော့အောင်ပင်လေရဲစကန်မှာအမှုဖွင့်ပြီးတော့ဖမ်းဆီးထားတယ်ဆိုတော့အဲ့လိုမျိုးထောင်ထွက်အဲ့လိုအောက်တန်းကြတဲ့ပြောချင်တာကလူပဲမှာတော့မှလူလို့ပြောလို့မရတဲ့ကောင်ကိုထောင်ဘက်တွေကိုစီယုံပြီးတော့နိုင်ငံရေးလှုပ်ရှားသူတွေကိုဖမ်းဆီးတာတွေပြီးတော့စစ်မှုထမ်းပေါ်တာဆွဲပေးတာတွေကြောင့်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရဲဗလာစုကို2024ကပေးထားတာကျွန်တော်မိသားစုဒါတော့အသက်ပဲ2024မှာမာလာဂျပူကိုယ်တိုင်ရဲဗလာစုပေးထားတဲ့ကောင်အဲ့ဒီကောင်ကထောင်တွက်လူမိုက်တကယ်လည်းတော့တူမိုက်ဆိုတဲ့စကားလုံးသုံးတဲ့ခါကျရင်ကျွန်တော်ဗီဒီယိုနားထောင်နေကျွန်တော်ပြီးဟာကောင်ဘယ်လိုမိုက်တာလဲဘာညာအောင်တော့ရှင်ကြောက်မှာဘာမှမဟုတ်ဘူး
ဘာမဟုတ်ဟုတ်ပြီစကောင်းတော့မရအောင်လှိုင်းကိုယ်တိုင်ရေဗလာစုပေးခံထားရတဲ့ကောင်ကအခုပြန်ဖမ်းခံလိုက်ရတယ်ဒီကောင်နဲ့အကုန်လုံးဟာခိုးဆိုးလူနိုင်တွေပဲမရအောင်လှိုင်းကဘယ်လိုလူမျိုးတွေကိုမွေးထားလဲဆိုတာမျိုးကိုကကျွန်တော်မိသားစုသိစေခြင်းလို့အဲ့ဒီသတင်းကိုဖော်ပြတာဖြစ်တယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့သတင်းရဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ပြည်သူဝယ်ပေးထားတဲ့ကျွန်တော်တို့ပြည်သူတက်ဆင်ပေးထားတဲ့လက်နက်နဲ့အချင်းချင်းတပ်ဖြတ်နေတာတွေအခုချက်ချင်းရက်ခမားတို့တွေအားလုံးစီးလုံးနိုင်မဲ့ပေါင်းစည်းနိုင်မဲ့အဖြစ်ကိုအခုချက်ချင်းရှာပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့နောက်ထိုးပိတ်ကိုလုံနေပြီးတော့တိုက်ပွဲမဖြစ်အောင်ပုံဖော်နေတဲ့သူတွေဟာလည်းအရှက်မဲ့တဲ့သူတွေဖြစ်တယ်လို့ကျွန်တော်ဒီကနေပြီးတော့ရှုံချတယ်ကျွန်တော်မိဘပြည်သူတွေလည်းဒါကိုမြင်ကြမှာမဟုတ်ကြားချင်မှာမဟုတ်ပြည်သူသာအဓိကပါဆိုပြီးတော့ပြည်သူကိုခုလုံးလှုပ်ပြီးတော့ခင်ဗျားတို့ဖြစ်နေတဲ့ဖြစ်ပျက်တွေအားလုံးဒီကနေပြီးတော့ရက်ပြီးတော့ပုံရံသူဖြစ်တဲ့အကျန်းဖတ်စစ်ခွေတက်ကိုတိုက်ထုတ်ဖို့အတွက်ခင်ဗျားတို့ပေါင်းစည်းကြပါလို့တရားပြောကြရင်လည်းဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုတက်ဖို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစပြီးကပိချောင်းနဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိသားစုဝင်တဝချင်းနဲ့ပေးနေကင်းရှင်းပါကြောင်းလိမ့်နေစတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလိပါဗျာ